နဲ့မောင်နှမလေးနှစ်ယောက်ရှိလို့မစိတ်ဘူးလို့လာမိတဲ့ဟာလေးမောင်လေးကြိုက်တဲ့ဟင်းလေးမှချက်တာခီးဆိုင်သွားတော့ကြားတာမောင်လေးမနဲ့အေးခဏနေမှာပဲဈေးရောက်ထွက်ပါတော့မယ်အေး အော်ဒါနဲ့မှ ဟေး တန်ရှိကိုဈေးလာမြောင်းနေတော့မောင်လေးရှက်တယ်တငယ်ချင်းနေရှိတယ် အာမရမအောင်ငါမောင်လေးရဲ့တော်အေး ဖျက်သေးတယ်ဟာရီယာဖျက်သေးစိတ်ချိုးလေးရမယ် သင်္ကားတယ်နော် ဟဲ့ဟိုမှာဖျဲတည်တယ်ရာတီရုပ်ကွာနဲ့ဖျဲတည်ဝယ်စားရအောင် အာမလည်းပြည့်သိမစားနဲ့နောက်ပြန်မောင်လေးအေးဝယ်တိုက်ပဲမလေး အေးပါဟဲ့ အေးမှသိရတော့ ငါမောင်လေးရှိတာမသိဘူးဟေးမောင်လေးပြန်လာလား ဘာပြန်လာမှလဲညနေကဘာလုပ်လိုက်တာလဲမ ဘာဖြစ်လို့လဲမောင်လေးရဲ့ ဟာမောင်ဆိုင်ရှိမလာပါနဲ့လို့ပြောထားတာ哦 ဩမောင်လေးရဲ့အဲ့ဒါအမဈေးရောက်တဲ့ဘက်ကဈေးရောက်မကောင်းလို့မောင်တို့ဘက်ကိုအမလာရောက်မိတာဒါလေးပဲလေမောင်လေးရဲ့ ခမရဒီလိုစုပ်တီးစုပ်ပြက်ကြီးနဲ့ဆိုင်ရှိကိုမလာပါနဲ့လို့ဘယ်နှခါကိုပြောထားရမလဲ အမမောင်လေးအဆင်ပြေမပြေပဲလာကြည့်ရလေဘာဖြစ်သွားလို့လဲမောင်လေးရဲ့ နောက်ကမလာနဲ့ဒါနောက်ဆုံးဖြစ်ပါစေ မောင်လေးဘာလို့ခဏအိပ်ပါနေပြောနေရလဲငါနေ့ရအမလေးငါချင်းချင်းနားလို့ပါဘာလို့ခဏအိပ်နေပြောနေရလဲနင်ကနင်မလာနဲ့ဆိုလဲငါမလာတော့ဟုတ်ပြီလား ပြီးရောဗျာ ဟဲ့နဲ့မောင်နှမလေးနှစ်ယောက်ရှိလို့မစိတ်ဘူးလို့လာမိတဲ့ဟာလေးမောင်နှမချစ်ချင်နေလို့ပဲစားလိုက်တာဟာကဘာရဲ့အေးရမငါမောင်နေပဲဒီလိုစားတော့မယ်ဟဲ့မောင်လေးထမင်းစားနေလားအတော်ပဲအေးလားမမကြီးလည်းဝင်စားလိုက်မယ်ဒါနဲ့မောင်လေးကြိုက်တဲ့ခောက်တဲ့ရစား ဘာဝင်စားလိုက်မှလဲမ ဟမ် ချွေးနဲ့နန်းနဲ့နောက်မှစားတော့မရ အော်ဟုတ်တယ်အေးအမလည်းခုမှဈေးရောက်ပြန်လာဆိုဟုတ်တယ်ချင်းနဲ့နဲ့နေရစားငါမောင်လေးစားနေ မင်းကတော့ပြောချွေးနဲ့ အေးအမလောက်ဆက်ရှာတော့လေပေါင်မေးစားခေါက်စားအောင်နော်မောင်လေး မမ ဟေး အလီမောင်လေးပတ်ဆက်လေးပါလေးမရှိဘူးလား အော်မောင်လေးရဲ့အမလည်းပြောလို့ရှိမှာလေ ဟာမလေးမောင်လေးစိတ်နဲ့ကပန်းချင်လို့မရ အေးမကျင်းတော့ဟုတ်တယ်အေးအမထဲမှာပတ်ဆက်မှမရှိတာမောင်လေး အမဆိုဒီမှာလည်းအမြဲတမ်းပတ်သက်မရှိတာပဲမင်းကလေးဖြစ်ပြီးစုထားပါလိမ့်မရှိ မောင်လေးရဲ့မောင်လေးလာစားလေအမမအပ်ဘူးလေအမရောင်းတဲ့ဟာလေးပဲအမတို့စနေရလေ မောင်လေးသာမောင်လေးသုံးမှုလေးမရဲ့မကြည့်မရဘူးမပြီးတော့ဘူး ဟာငါမောင်လေးရဲ့လိမ္မာစမ်းပါ မလုပ်ပေးနိုင်လေနေက မောင်လေးနေအောင်လို့မောင်လေးဟာဒီမောင်တယောက်နေတော့